တချို့တော့လူတွေနိုင်ငံခြားထွက်အမှတ်ထားပါတော့ UAE ကိုလာမယ်ဆိုလို့ရှိရင်ထင်မြင်စားချက်တွေလွဲမှားနေရတယ်ကျွန်တော်ပြပြမယ်တချို့ကငါဘွဲရတယ်ဘာတက်တယ်ညာတယ်မြန်မာပြည်မှာပေါ့ဗျာတင်မလားငါဒီ experience နဲ့ဆိုရင်တော့ UAE လောက်ကတော့အသာလေးပဲလို့တင်မလား UAE မှာအဲ့လိုမဟုတ် UAE မှာခမရပါဦးခမရဘွဲပဲရကြိတ်တဲ့ပညာတက်လာမင်းဘာလုံးနိုင်လဲပဲလက်တွေ့သူတို့လက်တွေ့သမား UAE ရဲ့ experience မရှိလို့ရှိရင် sorry ပဲဘယ်လိုမှဂရုမစိုက်ရသူတို့အဲ့တော့ဘလောက်တက်ဘလောက်ပဲကိုကကျွမ်းကြိတ်တဲ့မြန်မာပြည်ရဲ့ကြိတ်တဲ့ဘွဲရလားbasic ကပဲစားရမှာအဲ့တော့မြန်မာပြည်မှာကိုလုံးနေတာ14-15သိန်းနဲ့ဆင်းနေအသားကြနေဆိုညင်နေမထွက်နဲ့ကိုနိုင်ငံမှာပဲအကိုအကောင်းဆုံးပဲကိုနိုင်ငံမှာတော့ကိုကတော့ကိုအိမ်မှာတော့ကိုကြက်ဖားပဲအဲ့တော့သူများနိုင်ငံတော့ရင်တော့ basic ကစားလို့ရတည်ထားဖို့လို့လေနိုင်ငံခြားထွက်မဲ့ပြင်ဆင်နေသူတွေအရင်ကိုအထင်မကြီးနဲ့နိုင်ငံခြားရောက်ရင်ဘာမှမဟုတ်တော့နိုင်ငံခြားဆိုတာဘယ်နိုင်ငံမှာတော့မှမြန်မာရဲ့ပညာရေးစနစ်မြန်မာပြည်ကတက်ကြွတဲ့လေးလာတင်ညာမှုတွေသူတို့ကဘာမှသူတို့အတွက်က assess မလုပ်ဘူးပြလေနားလိုက်ထားဖို့ကျွန်တော်လာပြောပြတယ်နော်အားလုံးကျေးဇူးများတင်ပါတယ်